အင်ရှင်အတွက်ပြောရမယ်ဆိုတော့အရင်ဝင်နေမိပါတယ်တကယ်လို့အခုလက်ရှိမှာတော့အတိအကျတော့မသိရသေးဘူးပေါ့နော်တေဆုံးတဲ့တဲမှာပါတယ်မပါဘူးဆိုတော့အတိအကျမသိရသေးဘူးလက်ရှိတေဆုံးသွားတဲ့လူတွေအပေါ်မှာလည်းအများကြီးစိတ်မကောင်းဖြစ်မိပါတယ်နောက်တစ်ခုကကိုအင်ရှင်ဟာအတိအကျမသိရသေးတဲ့အတွက်ကြောင့်တကယ်လို့များအဲ့ဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့မလုပ်တင်ဘူးလို့ထင်ပါတယ်ကိုလူတုံးမှာဆွဲသုံးပြီးတော့မလိုအပ်တဲ့အခါမှာစွန့်ပစ်တဲ့သဘောမျိုးလဲစစ်ကောင်စီဘက်ကလူကြီးတွေအနေနဲ့မပြုတ်လုပ်တင်ဘူးလို့ထင်ပါတယ်မလိုအပ်တော့လို့လဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့မပြောဘူးစကားမရှိဖြစ်နိုင်တော့ဒီဘက်မှာမိသားစုဝင်နေရှိတဲ့အတွက်ကြောင့်မလုပ်စီချင်ပါဘူးမဖြစ်စီချင်ပါဘူးငယ်တွေလည်းရှိတဲ့အတွက်ကြောင့်အရှိတွေလည်းရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုမျိုးတွေမဖြစ်စီချင်ပါဟုတ်ပါခံစားရပါတယ်တော်တော်လေးခံစားရပါတယ်ကိုအင်ရှင်အတွက်ပေါ့နော်အင်ရှင်အတွက်ကောဒီလက်ရှိမှာဒီမှာအကျဉ်းချခံထားရတဲ့ကိုရဲ့ဒီဂျန်နယ်စစ်တီတွေပေါ့ဂျန်နယ်စစ်တီတွေအတွက်ကောအရင်စိတ်မကောင်းဖြစ်မိတယ်ဝမ်းနည်းမိတယ်လှုပ်လိုက်မယ်လို့လည်းမထင်မိဘူးပေါ့ယုံကြည်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အနေထားမှာအခုလိုမျိုးအလောက်ခံရတဲ့အတွက်ကြောင့်လည်းအရင်လည်းပြောမပြတတ်အောင်ဖြစ်မိတယ်ပြောမပြတတ်အောင်ပြောဖို့စကားလုံးမရှိတော့လောက်အောင်ကိုအဲ့လိုမျိုးကိုထင်မိပါတယ်ဟုတ်ပါကြောက်မိပါတယ်ဒီမြင်လိုက်တဲ့အပေါ်မှာတော့ကြောက်မိတယ်လန့်မိတယ်တော်တော်လေးလဲတုံလုံးခြောက်ချမိပဲပြီးတော့ကိုတယောက်တည်းမဟုတ်ဘဲနဲ့ဒါမိသားစုတွေလည်းပါတယ်အခုလက်ရှိမှာညီမမှာဆိုလို့ရှိရင်အရှိအငယ်လေးလည်းရှိပါတယ်ဟုတ်ပါနိုင်ကျော်အရှိလည်းရှိပါတယ်ရန်အရာအရွယ်မတိုင်သေးတဲ့သားသမီး2ယောက်လည်းဟိပါသေးတယ်ဒီကလေးတော့အရန်ကိုကြောက်ရွံ့တုံလုံးမိပါတယ်ရေကအရင်မှတယောက်တည်းမဟုတ်ပါအာလူတိလည်းရပ်ပိုင်ပါလူဟာလုံခြုံတဲ့နေရာကိုရောက်နေပေမဲ့လည်းတော့စိတ်ကတော့ကြောက်နေမိပါတယ်ဇာချိန်မှာ private ဖို့လဲဇာချိန်မှာ private ဖို့လဲဆိုရရောအတွေးဒီတော့ဦးနောက်ထက်မှာဟိပါတယ်စိတ်တွေခြောက်ချနေပါတယ်